ထင်တယ်ကျွန်တော်ဒီဘက်ဘယ်ကအခုဆို100လောက်ရှိမယ်ညာဘက်က85လောက်ရှိစလင်နာရှိတယ်လက်ခံပေးပါကောင်းဟုတ်ကဲ့ပါလက်ခံပေးပါမယ်ဆန်စီဆွေးနွေးခိုင်းနေနဲ့ကြီးသွားတယ်ထင်တယ်ကျွန်တော်ပြောတာဆွေးနွေးခိုင်းနေနဲ့ကြီးသွားတယ်ထင်တယ်အရင်ကျွန်တော်ဆရာကြီးပြောတာဘဝဖြစ်တည်လာမှုချင်းမတူတာဟုတ်ပါပြီအကြောင်းထွက်ပြီးမှအောင်မြင်လာမယ်ဆိုတော့ဘဝပညာပဲလို့အသိပညာအတွက်ကျင်းတာကျွန်တော်ပြပြမယ်နော်ကျွန်တော်ပြပြမယ်တချို့ကျွန်တော်တို့လုပ်ငန်းခွင်ထဲမှာကျွန်တော် reality ပြပြမယ်နော်ကျွန်တော်ရဲ့ဘောဒီဘယ်ကြောင့်လဲကျွန်တော်ရဲ့ boyfriend ဆိုရင်သူဆိုရင်ဆယ်တန်းပြီးတော့တက္ကသိုလ်တက်မှာနဲ့ဒီသူအလုံးလုံးမှာနဲ့သူပါရွေးချယ်လိုက်လေဆိုတော့သူကတက္ကသိုလ်မတက်တော့ဘဲနဲ့အပြင်လုံးလို့ကိုသူရွေးချယ်လိုက်တယ်အဲ့တော့ရွေးချယ်လိုက်ပြီးတော့သူစူးစမ်းလိုက်တဲ့အချိန်မှာသူများတက္ကသိုလ်3နှစ်ပေါ့နော်အဲ့ချိန်တော့3နှစ်ပြီးရဲ့အချိန်မှာသူကအဲ့3နှစ်မှာသူရဲ့ဆေးရမာကတင်လောကမှာသူစူပါဗိုက်ဇာဖြစ်သွားပြီသူရဲ့လစာကအဲ့ချိန်မှာနော်အဲ့ခေတ်ကာလဆိုရင်ဟောပဲရှိအောင်ပါကျွန်တော်ထင်တယ် maybe 2016ပေါ့အဲ့ချိန်တော့မှသူရဲ့စူပါဗိုက်ဇာလစာ10သိန်းဖြစ်သွားပြီအဲ့တော့10သိန်းဖြစ်သွားတဲ့အချိန်မှာသူစူးစောင်းပြီးတော့နောက်ပိုင်းကွာသူစူးစောင်းပြီးသူကိုယ်ပိုင်လုပ်ငန်းစထောင်တယ်ပေါ့သူကိုယ်ပိုင်လုပ်ငန်းစထောင်တယ်စထောင်ပြီးနောက်ပြီးတော့သူအခုတဖြည်းဖြည်းနဲ့အခုအချိန်မှာပေါ့ကိုယ်ပိုင်လုပ်ငန်းစီးပွားရေးလုပ်ငန်းတစ်ခုတည်းဖြစ်သွားပြီကြိုးစားတယ်သူကိုယ်တိုင်နဲ့ကြိုးစားတယ်တမန်ရွက်ကြကြကြိုးစားပြီးတော့သူရုန်းကန်လာပြီသူအခုဆိုအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တယောက်ဖြစ်သွားပြီကျွန်တော်ကြတော့လဲကျွန်တော်ဒါပြောပြတာနော်သဘောတရားအမှန်ကျွန်တော်ကြတော့လဲကျွန်တော်မိသားစုကဆင်းရဲတယ်ဘာကုံပကာသနာမှမရှိဘူးကျွန်တော်အမေကအဲ့တော့မျောလင်းချက်လေးကပါထားလဲဆိုသူသားသမီးကိုပညာတတ်လေးဖြစ်စေချင်တယ်ဘာလို့မချမ်းသာတယ်သားသမီးကိုဘွဲရပညာတတ်လေးဖြစ်စေအဲ့တော့အဲ့အတွက်လည်းကျွန်တော်ကျွန်တော်10တန်းကိုမအောင်ကျွန်တော်ကြိုးစားတယ်10တန်းမှာမိသားစုအဆင်မပြေဘူးတော့ကိုအဆင်မပြေခဲ့ဘူးပေါ့နော်ကျွန်တော်ကျူချင်းအောင်တေချာမတက်နိုင်ခဲ့ဘူးဒါပေမဲ့ကျွန်တော်10တန်းအောင်သွားတယ်နှစ်ချက်ပေါက်အောင်တယ်အောင်ပြီးတော့ကျွန်တော်ကတက္ကသိုလ်ကျွန်တော်အမှန်တက်ချင်တာ NSMA နဲ့အမှုပညာသင်တန်းကျောင်းကျွန်တော်တက်ချင်တာဒါပေမဲ့တခုမှမတက်လိုက်အောင်ဒီမတက်နိုင်ဘူးပတ်စံမရှိအောင်မချမ်းသာတော့ကိုကျွန်တော်10တန်းပြရနဲ့ဖြည့်ပြီး4လပိုင်း5လပိုင်းမှာကျွန်တော်အလုပ်စလုပ်တယ်အလုပ်စလုပ်ပြီးအခုချိန်ကြီးကျွန်တော်ဒီတက်ရွယ်ထိလှုပ်တုံးမယ်အဲ့ချိန်ရွယ်စပြီးကျွန်တော်အကြောင်းတက်တယ်ပတ်စံကိုအလုပ်လုပ်ရင်ရှာတယ်ဆိုတော့အားလိုပဲပေါ့နော်ဘဝတဖြည်းဖြည်းနဲ့ကျွန်တော်ဘဝနိုင်ကြအောင်ကားခဲ့ရတော့မရှိဘူးဒီလိုပဲတဖြည်းဖြည်းတစ်ဆင့်တော့တက်လာတဲ့အခြေအနေမျိုးပေါ့ပြောချင်တာကအရာအလုံးဒီမိမိရဲ့ခံယူချက်ပေါ်မှာမူတည်ကိုဘာသာကို10တန်းအောင်မအောင်ဘွဲရမရMA ပဲဖြစ်ဖြစ်မာစတာပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ဘာကြီးပဲဖြစ်နေပါစေကိုယ့်ရဲ့ကိုယ်ပိုင်အသိဉာဏ်နဲ့ကိုယ်ပိုင်ခံယူရတာအဓိကပါကိုစူးစမ်းခြင်းနဲ့စိတ်ကတာအဓိကပါဘာအလွှာဘာအစင်တန်းမှမလိုပါဘူးကိုယ်တိုင်တကယ်စူးစမ်းခြင်းပြီးတော့ကိုယ်တိုင်လူပြီးသားဖို့သာလိုအပ်တာပါဘယ်လိုပြောရမလဲဘာမှပေါ့နော်ပေါင်းနေကန့်သက်ထားတာမရှိဘူးတကယ်ဖြစ်ချင်တကယ်လောဟုတ်ဖြစ်ရမယ်ဆိုတဲ့စကားအလကားမဟုတ်ဘူးကျွန်တော်တို့ကိုလိုချင်တဲ့ပန်းနိုင်ကိုတေချာဒီဇိုင်းမတ်သွားနိုင်ဖို့ပဲအရေးကြီးရပါအဓိကတော့အဲ့ဒါပါပဲ